ဥဆောင်သူဆိုတာစာရွက်ပေါ်မှာ UNG ဆိုရေးလိုက်တာနဲ့ပြီးတော့မဟုတ်ဘူးရှော့မြေတွေမြေမုတ်တွေနော်ညစ်ပတ်တဲ့မြေတွေပေါ်မှာခြေရာထင်မှအတိတ်ပဲရှိတယ် UNG ဘက်ကစကားကိုသာစေတနာရှိရင်အဲ့ဒီဟာလေးတစ်ခုနဲ့တည်းအမြင်ပြောင်းလို့ရတယ်လေတဘောထားကြည့်တော့ဗောအပြစ်တွေတင်ချင်းမတင်ချင်းမနာလိုတွေမုန်းတီးတာတွေမပါဘူးလေနော်မြေပြင်ကရလတ်တစ်ခုအကျိုးရှိဖို့ပြည်သူတွေကိုငဲ့ဖို့ပြည်သူတွေရဲ့အသက်မသေးကြအောင်စစ်ဘေးမရှောင်ရအောင်အဲ့ဒီအိုးအဲ့ဒီရွာတွေမိမရှိုးခံရဖို့အတွက်အဲ့ဒီအမြင်တစ်ခုပဲပြောင်းအောင်ပါလေဒါမဟာမိတ်ဖြစ်တယ်ဘုံငကားဟာမဟာမိတ်ဖြစ်တယ်ဖန်ဝရဏထုတ်ထားတဲ့အပေါ်မှာတော်တော်လေးစိုးပါတယ်အဲ့ဒါကဘာကြောက်လဲဆိုတဲ့အကြောင်းပြချက်လည်းမပေးဘူးပေးလေဘာကြောက်လဲအကြောင်းပြချက်အဲ့တော့ UNG ရဲ့မရှင်းမလင်းတဲ့ဘုံငကားပေါ်မှာလှုပ်ထားတဲ့အပြစ်ဟာနော်သူ့ဘက်အုပ်စုကိုဘက်အုပ်စုဆိုပြီးပလိတ်တွေပါတဖြည်းဖြည်းကွဲထွက်သွားတယ်ခင်ဗျားတို့ဟိုအသက်ကြီးတဲ့လူကြီးတွေတဘောတော့ကြီးတဲ့ဆရာကြီးဖြစ်တဲ့စဉ်းစားစစ်ကြည့်နိုင်တယ်ဆိုရင်ဒါကိုပြောင်းအောင်ပါလေအဲ့ဟာမဟာဗျူဟာမြောက်နေရာမှာရှိတယ်အဲ့ဒီနေရာကိုဘီယံအာရခက်ခက်မမနဲ့ပြည်သူထောက်ခံမှုပြဿနာအရှာခံတဲ့ကြားကနေရက်တိနေတယ်ခင်ဗျားတို့ဟာချိတ်ဆက်တင်တာလားတိုက်ဖို့စဉ်းစားတင်တာလားသိချာစဉ်းစားဖို့လိုတယ်တရားဝင်မှုကိုအစင်တက်ခင်ဗျားတို့ကောက်စားလို့ရတဲ့အခြေအနေပဲခင်ဗျားတို့ BNI ကိုလက်ခံလိုက်တာနဲ့ခင်ဗျားတို့ BNI လောက်ခဲ့တဲ့မြတ်အကျိုးရလက်အကုန်လုံးကောက်စားရုံပဲနိုင်ငံရဲ့ရည်ရှိအကျိုးတော်လှန်ရေးအောင်မြင်ဖို့အကျိုးပြည်သူတွေအမှန်တရားနဲ့လွတ်လပ်စွာနဲ့ဒီမိုကရေစီရဖို့အကျိုးအဲ့ဒါကိုရှေ့ရှုပြီးတော့သုံးသပ်တာ UNG ထောက်ခံတာမဟုတ်သလို BNRA ကိုအမောတင်တာလည်းမဟုတ်ဘူးအဲ့ဒါကိုလက်ရှိအပြုတ်သဘောအကောင်းဆုံးအခြေအနေကိုဖြစ်တဲ့ဟာကိုသုံးသပ်တာအခြေအနေကိုကျွန်တော်ပြောပြခဲ့တယ်နော်စစ်ကောက်စီက56မျိုးလက်လွတ်လိုက်ပြီးတော့ကြံတဲ့မျိုးတွေကိုအခိုင်အမာလုပ်တော့မယ်ဒီတော့မြေပြင်မှာစုနိုင်ရင်တော့တိုက်လို့ရတယ်ဆိုတော့ဥစ္စာလူတိုင်းသိတယ်တော်လိုင်းရေးကိုမောင်းနေတဲ့အင်ဂျင်ကျွန်တော်တို့ထင်ထားတဲ့ပုံစံဘယ်လိုထင်ထားလဲတော်လိုင်းတစ်ခုမှာမောင်းနေတဲ့သူတွေကကျွန်တော်တို့ထင်ထားသလိုတစ်ဖက်တည်းကအမှန်တရားဓမ္မဆိုပြီးတော့လုပ်နေတာမျိုးမဟုတ်ဘူးနိုင်ငံရေးစင်မြင့်မှာ UNGသူဟာတရားဝင်ဆိုရဖြစ်ဖို့အသက်အံစူးစမ်းနေတယ်ပေါ့ဗျာနိုင်ငံတကာကိုအဲ့ဒါနဲ့တောင်းဆိုတယ်နိုင်ငံတကာရဲ့ဆန်ရှင်တွေပါညာတွေကိုမျှော်ကိုးတယ်ထားလိုက်ဖိအားပေးဖို့စူးစမ်းတယ်ပေါ့မြေပြင်တိုက်ပွဲတွေမှာက BNRA လို့အဖွဲ့တွေကရန်သူရဲ့ထောက်ပို့ရေး line တွေကိုဖျက်တောက်တယ်စခန်းတွေကိုပိတ်ဆို့ပြီးတိုက်တယ်နော်ပြဿနာရှာခံရအများဆုံး BNRA တိုက်လာတဲ့အခြေအနေတွေမှာတောက်ခတ်နိုင်ဆုံးအခြေအနေတွေမှာသူ့ရဲ့အရေးချင်းကလည်းအတိုင်းအတာတစ်ခုရှိတယ်ဒါကတော့သခိုင်းအလက်ပိုင်းဥတီပြောတာတေချာတာကစစ်ရေးရောတိုက်ခိုက်ရေးရောအတွေ့အကြုံလည်းရှိသလိုတဖြည်းဖြည်းနဲ့သူ့ရဲ့အရှိန်ကိုလည်းသူထိပြီးတော့ကောက်ကောက်သွားနိုင်တယ်။ပြီးတော့ဒီအခြေအနေမှာနိုင်ငံရေးဥဆောင်မှုစစ်ရေးဥဆောင်မှုပထဝီနိုင်ငံရေးဥဆောင်မှုဘယ်လိုမျိုးအပြိုင်ဖြစ်နေလဲမြင်အောင်ကြည့်ပါ။ပထဝီနိုင်ငံရေးဆိုတာကပြည်နယ်ခေါင်းဆောင်တွေပြည်နယ်တိုင်းရင်းသားတွေကိုအကျိုးစီးပွားခံတဲ့တရုတ်တို့အိန္ဒိယတို့ကထိတွေ့တဲ့ဥစ္စာကိုပြောချင်တာကချင်တို့ရခိုင်တို့လိုမျိုးနော်နောက်တစ်ခုကနိုင်ငံရေးဥဆောင်မှုဆိုတဲ့ UNG ကလောလောဆယ်မှာတော့ရလက်တစ်ခုမှမထွက်ဘူးမြေပြင်စစ်ရေးဥဆောင်မှုဒါကတော့အလယ်ပိုင်းအတွက်ဆိုရင် BNI တို့ကချင်းတို့မှလည်းတိုက်တယ်လို့တခြားအဖွဲ့တွေနဲ့လည်းတိုက်တယ်ဟိုတနေ့ကလည်းကနီမှာသူတို့ပဲတိုက်တယ်ဒီတော့မြေပြင်မှာတော့တတ်နိုင်တဲ့လောက်သူအောက်ကိုအောက်ဆိုတာမရှိဘူးပူပေါင်းလှုပ်ဆောင်နေတယ်စစ်ရေးဥဆောင်မှုအဲ့ဒါကလက်ရှိအခြေအနေကိုပြောပြတာအဲ့ဒါကိုဘယ်လိုချိတ်ဆက်မလဲဒီတော့စဉ်းစားကြည့်ပါဥဆောင်သူဆိုတာစာရွက်ပေါ်မှာ UNG ဆိုရေးလိုက်တာနဲ့ပြီးတော့မဟုတ်ဘူးရှော့မြေတွေမြေမုတ်တွေနော်ညစ်ပတ်တဲ့မြေတွေပေါ်မှာခြေရာထင်မှအတိတ်ပဲရှိတယ်ဘာလို့လဲလက်နက်ကတော်လိုင်းကလာပြောအာနာတိုက်ပြီးကြတဲ့ကပြပုတ်ထဲကနေအညာတွေမှာပျောက်ကြားမီအမျိုးမျိုးတိုက်လာကြတဲ့အလူတွေရှိတယ်အားလုံးတိုက်ကြပါတယ်ထားလိုက်တော့ဒီတော့မြေပြင်မှာတော်လိုင်းရဲ့မီးဟာဗမာပြည်နယ်မှာအညာမှာတခါမှမတွေးချုပ်ဘူးတဲ့အခြေအနေမျိုးနဲ့ထားတောက်လောင်လာတယ်ခေစစ်နော်ပြည်ရင်းစစ်ပဲဆိုတော့တော်လာရေးပဲဆိုဗမာလူမျိုးတွေမပါတလောက်ပဲတိုင်းသားတွေကြီးပဲတော်လာရလာအခုကဗမာအညာတွေပါတော်လာတယ်အဲ့နောက် UNG ပေါ်လာတယ်သူကတော့နိုင်ငံကအတိမတ်ပြုဖို့နဲ့မြေပြင်မှာပောက်ရဲတွေလှုပ်တယ်ပေါ့ဗျာ PDF ကိုဖွဲ့လိုက်တယ်သူ့ရဲ့ဖွဲ့စည်းပုံကအတိုင်းစစ်ဌာနချုပ်တိုင်ရင်တမဟာပေါ့ဗျာအဲ့ပုံစံမျိုးနဲ့သူကသွားတယ်အစင်းစင်းနဲ့ဘို့ချုပ်ကင်မှုကနေတိဆောက်တဲ့ပုံစံတိုင်းဖွဲ့စည်းလိုက်တယ်ပြီးတော့လက်ရှိအခြေအနေမှာတော့ PDF ကြီးပဲတည်တံ့ကိုကဒါတောင်းကနန်းလောက်ပဲရှိမယ်တိတ်တော့မပြည့်ဘူးတခြားဟာတွေကတော့ပတ်သုံးလုံးတွေပါတွေကစွမ်းရည်ပြည့်စစ်သားမဟုတ်ဘူးပြီးတော့ပြောပြတာနော်စွမ်းရည်ပြည့်ဒီပတ်သုံးလုံးပအဖလက်ရုပ်တက်တွေပါတွေကျွန်တော်မသိဘူးပတ်သုံးလုံးဟာစစ်တိုက်ဖို့စ
စေရေးစွမ်းရည်ပြေးသွားတယ်လို့ကျွန်တော်မထက်တော့အဲ့လိုမျိုးပဲ PDF လောက်ပဲရှိမယ်လို့ပြောချင်တယ်တိုက်ခိုက်ရေးအင်အားပြီးတော့မြေပြင်မှာကအခုလိုမျိုးကျွန်တော်ပြောတဲ့အချက်လက်တွေအတိုင်းမဟုတ်ဘူးပုံစံကတီးတက်တစ်မျိုးတီးခြားပုံစံမျိုးဖြစ်နေတယ်ဆိုလိုချင်တာကတော်လိုင်းအစားမှာတိုက်လာတဲ့ဒါ local အဖွဲ့တွေလေးနော်မိုင်းတွေပါဒီဆွဲ2020နှစ်တိုက်လာတဲ့2023မှာ BNI ဖွဲ့တယ်အရင်ကနော်ဆိုချင်ကောင်းချင်းတွေပြဿနာတွေကျွန်တော်မပြောဘူး MRDA ကနေပြီးတော့ BNI ဖွဲ့တယ်လက်ရှိချိန်ဒီခက်ခဲမှာပေါ်ထွက်လာတယ်ထောက်ခံသူရှိလို့ရပ်တည်နိုင်တာပြည်သူလည်းထောက်ခံလို့အဲ့နားမှာခြေကုပ်ယူနိုင်တာနော်တိုက်ခိုက်နေတရွေ့စေရေးတွေ့ကြုံမြင်လာတာပြဿနာဝိုင်းရှာတရွေ့ခံနိုင်အရှိဆုံးလူဘယ်လိုပဲပြောအရင်ချင်းရှိတဲ့တက်လို့ပြောလို့ရတယ်ဒီတော့ UNG နဲ့လည်းပြဿနာတွေဖြစ်တယ်ထားလိုက်ပါအောင်လက်ရှိအချိန်ထိ BNI က UNG ကိုမဟာမိတ်အခြားဖွဲ့တွေလိုမျိုးပေါ့မဟာမိတ်အဖွဲ့ဖြစ်ရပ်တည်မယ်ဆိုပြီးတော့ပြောထားတော့ပဲသေးဆိုထားတော့ပဲသေးမလက်ခံတာကသူတို့တခြားចောင်းသားတက်တို့ BPLA တို့လိုမျိုး BNI ပေါ်မှာလက်မခံဘူးနော်အဲ့ဒါပြောချင်တာနော်အဲ့တော့စဉ်းစားကြည့်အောင်တကယ်လက်ခံလိုက်ရင်စကိုင်းဟာအဲ့လောက်ဒီအခြေအနေမဆိုးလက်ရှိအခြေအနေထိနော်စက်ကောက်စီစစ်ကြောင်းထိုးနေတဲ့ဥစ္စာကအဲ့လောက်ဒီအခြေအနေမဆိုးဘုနကမဟာမိတ်ဖြစ်နေတော့ရှိမယ် BNI ဖွဲ့တဲ့အချိန်မှာတော့ပြောခဲ့တယ်ဒါပဲထားလိုက်အောင်တိုင်ရေးလေးရေးကိစ္စတွေမပြောတော့ဘူးတခြားပြဿနာတွေမပြောတော့ဘူးဘယ်လိုပဲပြောအရှိကိုကြည့်ပြီးတော့နော်တော်လိုင်းရေးအကျိုးအတွက်ဆိုရင်လက်ခံလိုက်ရင်တိုက်ခိုက်ရေးအခြေအနေတစ်ခုတော့ဖြစ်လာနိုင်ချေရှိတယ်လင်းကော်ရများဝေလို့ရတယ်တစ်ခုမှမရှိတဲ့အရင်မြစ်ကိုတစ်ခုကနေပြီးတော့ပေးပြီးတော့ကူညီလို့ရတယ်ဒီပြိုင်မှာတိတက်တစ်ဖွဲ့တည်းတိုက်လို့မရတဲ့အတွက်ကြောင့်ဘယ်လိုပဲပြောစုမိသွားလိမ့်မယ်လက်မခံတာက IUG မာချင်းမှန်ချင်းနေမငင်းဘူးတော့ငင်းနေကြတာအကြောင်းမရှိတော့ဘူးပြီးသွားပြီတိပြီးသွားပြီမဟုတ်လားလက်ရှိမှာ BNI ကုတ်ပြီးတော့နေရတယ်လို့ဖြစ်ပြီးတော့ကျန်တာတွေကလည်းမရှိတော့ဘူးအဲ့ဒီချိန်နေမှာ BNI ကို BPLA လို့ပဲဖြစ်ဖြစ် MDY လို့ပဲဖြစ်ဖြစ်ចောင်းသားတက်လို့ပဲဖြစ်ဖြစ်မဟာမိတ်ဆိုပြီးလက်ခံမယ်ဆိုရင်တော့ပူပေါင်းလှုပ်ဆောင်မှုရှိသွားမှာပဲအပိုင်းမှာသူ့ကိုလက်မခံတဲ့အတွက်တွေပေါ့ဗျာတဖြည်းဖြည်းနဲ့ကောက်ကဲမှုအောက်ကိုမဝင်တော့ဘူးအဲ့မှာတိုက်ခိုက်ကြတာပေါ့ COC ဘာညာနဲ့ထားလိုက်ပါအောင် COC ကဘယ်သူကောင်းချင်းဆိုချင်းနဲ့မပြောသေးဘူးเนาะသူတို့ BNI ထောင်တဲ့ချိန်မှာတိတက်ရက်တည်တယ်ဘယ်လိုပဲပြော UNG အစိုးရအင်တာဗျူးကျွန်တော်တို့လည်းမေးတယ်တခြားမီဒီယာလည်းမေးတယ်အနည်းဆုံးကတော့ UNG ကိုเนาะမိတ်ဖက်အချင်းချင်းเนาะ UNG မဟာမိတ်မြေပြင်မှာကြတော့ရအောင်ပူပေါင်းလှုပ်ဆောင်တဲ့အခြေအနေရှိတယ်သူရဲ့ BNRA ကစကိုင်းအဲ့မှာအခြေပြုပြီးတော့ဒီသူတို့အဲ့ data မှာအခြေပြုပြီးတော့ကိုပိုင်ကွန်ရက်တွေနဲ့စုပြီးတော့လှုပ်ရှားတဲ့အတွက်ကြောင့် data အခြေအနေကောင်းကောင်းသိတဲ့အဖွဲ့စစ်ရေးလှုပ်ရှားမှုတွေလည်းအချိန်မြင့်လှုပ်ဆောင်လာနိုင်ခဲ့တဲ့အခြေအနေပြောရမယ်ဆိုရင်တော့တိုးတက်လာတဲ့အခြေအနေရှိတဲ့အဖွဲ့အဲ့ဒီချိန်မှာတစ်ဖက်ကတိုင်းသားတွေတိုက်တဲ့10-20ခွန်ရဲ့အရှိန်တွေမြင့်လာတယ်အဲ့မှာလည်းပါတယ်တမ611မှာလည်း BBNRA တို့ပါတယ် BPA တို့လည်းပါတယ်အဲ့ဒါထားလိုက်တော့တရုတ်ဖိအားကြောင့်ငြိမ်သွားတယ်အာရခါတို့ဖက်မှာကျတော့ AA တို့ရဲ့တိုက်အားနဲ့ဩဇာဝင်ယူအဲ့ဒါကအပြင်ကိုထွက်လာတယ်အနောက်ဘက်ကနေတဖြည်းဖြည်းဗိုလ်ချုပ်ထွန်းမြတ်နိုင်တော့အရင်အင်တာဗျူးမှာပြောခဲ့တယ်အလယ်ပိုင်းမှာစေရေးအရှိန်မြင့်လာမှာတွေ့ရလိမ့်မယ်လို့ပြောခဲ့တယ် BRI တို့ပလဲတိုက်တာတွေရှိခဲ့တယ်အဲ့လိုမျိုးပြီးမှဒီပြင်မှာလည်းကျွန်တော်တို့သိတယ် BRI ကိုဒါသူ့ရဲ့တပ်မှုတွေနဲ့တွားပြီးတော့အကူအညီထောက်ပံ့ပြီးတော့ဒါမဟာဗျူဟာချမှတ်လှုပ်ဆောင်တာတွေရှိတယ်ဒါအလုပ်သိပြီးသားဒီတော့ဆိုလိုချင်တာက AA တို့နဲ့လည်းဆက်သွယ်ရှိတယ်နောက်ချင်းကြီးနောက်တွေနဲ့လည်းလှုပ်တယ်အဓိကဖြစ်တဲ့အဲ့ဒီမကွေးလမ်းကြောင်းဖြစ်တဲ့ရောစောနော်ကိုမြတ်သူတို့နဲ့လည်းလှုပ်တယ်ဒီတော့ဂျီဇက်အာမီတို့ဘာလို့နဲ့မဟာမိတ်ဒီအခြေအနေမှာ AA တို့ကအရှိကိုတစ်ချက်ပွင့်ထွက်လာတယ်ဥပမာဒီခုဆိုကာပါစာတို့ဘာတို့ဒီဘယ်ဖော့စုံနေရာတွေကို AA တို့ကရှန်ထွက်ပြီးတော့တိုက်လာတယ်ဟိုမှာပြီးတော့ဂျိုကာတာပဲပြောဘယ်ဖော့ခံတာပဲပြောအလိုင်းရဲ့ချဲ့တာပဲဆိုမြန်မာပြည်အလယ်ပိုင်းကိုစိတ်ဝင်လာတယ်မကွေးပကိုးအေယာဝတီတွေကိုစစ်ကောက်စီထိချုပ်မှုကိုတိုက်ရိုက်စိတ်ခေါ်နိုင်တဲ့အင်အားကြီးတွေစစ်ရေးလမ်းကြောင်းတွေပွင့်ထွက်လာတယ်အခုချိန်ဒီပွင့်နေတယ်အဲ့ဒါကလက်ရှိမြေပြင်အခြေအနေ yes or no ဒါမှန်တယ်မဟုတ်လားဒီထိမှန်တယ်ဒီတော့အဲ့လိုရှုပ်ထွေးတဲ့မြေပြင်အနေထားမှာ UNG ကတော့ internet ပေါ်ကနေဒါနိုင်ငံတကာတွေပါတွေသူကဆက်ဆံတယ်ဒီနေရာမှာသူအဆိုပေါ့ဗျာသူတို့အောင်ပွဲပေါ့ကျွန်တော်တော့အဲ့လိုတော့မထင်ဘူးဒါပေမဲ့အောင်ပွဲလို့ပဲထားလိုက်ပါတော့ဂျနီဗာမှာကျင်းပတဲ့ ILC စီဝေးမှာအလုံသမားရေးရ ILO article 33အဲ့ဒါတခုတော့ရတယ်လို့သူတို့ကပြောတယ်
စက်ကစီကိုအပြစ်ထန်ဆုံးအရေးယူမှုဖြစ်အောင်သူတို့လုံနိုင်ခဲ့တဲ့ပေါ့ဗျာကျွန်တော်တို့အဲ့ဒါထားလိုက်ပါတော့လုံနိုင်တယ်ပဲအထားနောက်တစ်ခုကတော့ဗာလဲနေပြည်တော်ဒရုန်းများအားလုံးပြစ်မှတ်ပြမလားမပုတ်တင်ထားတဲ့ဥစ္စာဒါကတော့ကြီးကြီးကျယ်ကျယ်ဆိုပေမဲ့လည်းထားလိုက်အောင်ဒရုန်းစစ်စင်ရေးဆိုပြီးတော့ဒီပကနေပြီးတော့ထောက်ပို့နေတဲ့ diaspora တွေ artist စီအခင်းကြီးတစ်ခုကိုဇလန်းစင်တယ်ဒါလည်းထားလိုက်အောင်ထားခိုင်းတယ်နော်ဒီတော့ဘယ်လိုပဲပြောနော်ငက်ကင်ကိုပလုံအောင်လုပ်တဲ့အကွက်လို့ပဲပြောအဲ့ဒါကသူတို့ပေးပို့တဲ့ message ကပြပကိုစက်ကစီအလုံးစုံထိချုံနိုင်စွမ်းအားနေတဲ့ဆိုတဲ့ဥစ္စာကိုအပြောတက်နဲ့ပြတာထီရောက်မှုရလက်ငက်ကင်ငွေသားတွေကိုကျွန်တော်အကြောင်းပြချက်တွေဆိုပြီးတော့မရှင်းပြတော့ဘူးပြပအတိုင်းဝိုင်းကမျက်စိမိတ်ထောက်ခန့်နေတဲ့အတွက်ကြောင့်အဲ့ဒီဟာတွေခဏထားလိုက်တယ်ဘာလို့ဆိုရင်ပြပမှာရှိတဲ့ UNG ထောက်ခန့်တဲ့အင်အားအများကြီးကျန်သေးတယ်ဟုတ်လားဒီတော့ကျွန်တော်ပြောတာကအကျိုးအတွက်နော်ဒီပြန်ပြီးတော့စဉ်းစားကြည့်ပါအားလုံးအခင်းချင်းကိုပြောခဲ့ပြီးပြီ UNG ရဲ့အားတာချက်ဆိုပြီးတော့ပြောလို့ရတဲ့ဟာကအဲ့ဒီပြပ diaspora တွေနိုင်ငံတကာကို message ပေးပို့တဲ့ရတဲ့အခြေအနေလက်ရှိအခြေအနေရှိတော့ပဲတည်သူကသူတရားဝင်ဆိုရအော်ထားပြီးတော့စက်ကြားတစ်ခုနဲ့အသက်တန်းပြောနေလို့ရတယ်လက်ခံချက်သူတို့ပိုင်းပြောရင်နားထောင်တဲ့အခြေအနေတော့ရှိတယ်နိုင်ငံတကာကိုအဲ့ဒီစက်ကြောင်းနဲ့ပဲ ILO တွေပါတွေသူတို့ရတယ်ပေါ့ဗျာထီရောက်မှုတော့မရှိပါဘူးကျွန်တော်ပြောတာကဒီတော့နိုင်ငံရေးတပ်သမန်ကြီးအောင်လို့မအောင်ပါဘူးဒါပေမဲ့ပြောရင်နားထောင်တဲ့အခြေအနေကတော့နည်းနည်းကြန့်သေးတယ်သူကြောင့်ဖြစ်တဲ့ဟာတွေလည်းအများကြီးပဲဒါလည်းမပြောသေးဘူးမြေပြင်မှာက UNG PDF ဆိုတဲ့ဥစ္စာကအပေါ်ကနေအောက်ကိုအမိတ်ပေးစီးစင်းတဲ့စီရေးဖွဲ့စည်းပုံချိန်အောက်ကွန်မန်ပေါ့သူတို့ပြောတာဒါကမထီရောက်ဘူးအဲ့လိုတိစားဖို့စူးစမ်းတဲ့ဆိုပြီးတော့မြင်ရတယ်လက်တွေ့မှာကအဲ့လိုမဟုတ်ဘူးဒေတာခန့်အဖွဲ့တွေများပြားနေတဲ့အခြေအနေမှာအလွန်အမင်းပြန့်ကျဲနေတဲ့အကျိုးစီးပွားခံနေတဲ့အခြေအနေမှာချိတ်ဆက်ရတဲ့အခါမှာ coordination code အများများတယ် coordination code စရိတ်စကားတော့အကြီးတယ်မဖြစ်နိုင်ဘူး UNG မြေပြင်မှာလာပြီးတော့စကိုင်းမကွေးမန္တလေးကိုsorry မန္တလေးမပေါ့စကိုင်းမကွေးကိုအဲ့လိုချိတ်ဆက်ဖို့စုစည်းဖို့မဖြစ်နိုင်ဘူးပြီးတော့တကယ်လည်းမဖြစ်နိုင်ခဲ့ပါဘူးလောက်ခဲ့တယ်အထီရောက်လည်းမထီရောက်ဘူးအောင်လည်းမအောင်မြင်ခဲ့ဘူးအဲ့ဒီနေရာမှာ BNRA ဝင်လာတဲ့နေရာမှာ BNRA ကလုံနိုင်ခဲ့တယ်ဒါပေမဲ့သူတို့ခံတယ်သူတို့မဟာမိတ်ဆိုပြီးတော့လုပ်တယ် UNG ကိုကဲမအောက်ကလွတ်နေတဲ့ဖွဲ့တွေပဲဆိုအဲ့ဒါမျိုးအခု NRA လုပ်တဲ့အကွက်လိုမျိုးမြေပြင်မှာစေရေး local သူတို့ရဲ့ရောင်းရင်းတွေကိုပြန်ချိတ်တယ်အဲ့မှာတချို့ဖွဲ့တွေကနေကြံခဲ့တယ်ခံတယ်တချို့တွေကဟန်ဆောင်ပြီးပူပေါင်းတယ်တချို့တွေကတော့တကယ်လောက်ပါမယ်ဆိုပြီးတော့မလုပ်ဘူးပေါ့ဗျာဟန်ဆောင်တယ်ပြီးတော့မြေပြင်စေရေးပိုင်ဆိုင်မှုနဲ့ခြေကုပ်အခြေအနေအုံနာရှစ်တစ်ခုဆိုတဲ့ဇာတ်ကြောင်းကိုမြေပြင်မှာလက်ရှိ UNG ထက် BNRA ကဖော်ထားနိုင်တယ် stronghold တစ်ခုကင်ထားနိုင်တယ်စကိုင်းတို့ဘာတို့မှာမြေပြင်စိုးမိုးနိုင်မှုက UNG ရဲ့အရေးထက် BNRA ရဲ့အရေးကပိုခိုင်မာတယ် yes or no ဒါတော့ကျွန်တော်ပြောတာဒါအချက်လက်ဖြစ်သွားပြီပြောတော့နော်ပြန်စဉ်းစားကြည့်အဲ့ဒီလိုဟာခိုင်မာဖို့အတွက်ကနာမည်ကြီးတာတွေရောပါတယ်နော်ပြောချင်တာကမတန်းတွေအရာအချက်လက်တွေအရာ PDF ADF အချင်းချင်းပြဿနာတွေအကျိုးစီးပွားတွေမပြေလည်မှုတွေဖြစ်တယ်ဘယ်လိုပဲပြောပုံကကြံခဲ့တယ်နာမည်ပြတ်တာကိုလည်းရှင်းနိုင်တယ်လို့ထိန်းနိုင်တယ်အမှန်ကန်ဆုံးသူ့ဖွဲ့ရဲ့ဩဇာလည်းရှိနေတယ်ပေါ်တိုင်မှုအမျိုးမျိုးသူ့ဘေးနားမှာအခုချိန်ထိရန်ထားတော့ပဲလေအဲ့ဒီကြားထဲမှာလည်းခိုင်မာရပ်တည်နိုင်တယ်ဖြစ်လာတဲ့ပြဿနာတွေကလည်းကြည့်လိုက်အရင်မြစ်ခွဲဝေမှုနယ်မြေဆုံးမှုပေါ်မှာငါတို့ကအစိုးရအောက်ကငါတို့ကပတ်သက်လို့ပါညာနဲ့ဖြစ်တဲ့ပြဿနာတွေလက်ရှိမှာသူရနိုင်တော့ပဲသိဆိုလိုချင်တာကပြပတဲ့င်းတွေမှာတော့ပြဿနာဖြစ်နေတဲ့အခြေအနေလို့ထင်တယ်လက်ရှိမှာကကျွန်တော်အဲ့လိုပြောချင်တာက BNRA နဲ့အဲ့ဒီအောက်က UNG ရဲ့ဥဆောင်တဲ့ဘိုင်းကနေပြီးတော့ BNRA ပေါ်မှာအမြင်သို့မဟုတ်မဟာမိတ်ဆိုတဲ့ဆက်ဆံရေးဘာဖြစ်လို့မပြောင်းနိုင်တာလဲအဲ့ဒီလိုပြောင်းလိုက်တာနဲ့မြေပြင်ရလက်လက်ကြီးမားပြောင်းလဲသွားနိုင်တယ်ဆိုတာအထင်သားပေါ်နေတာပဲဟုတ်လားကျွန်တော်ပြောတာက BNRA မာချင်း UNG မာချင်းကိုမငင်းနေဘူးเนาะအမြင်တစ်ခုနဲ့မဟာမိတ်ဒါအစိုးရလေသဘောထားကြည့်ရမယ်လေလူငယ်ကသဘောထားကြီးစရာမလိုဘူးဒါပေမဲ့သူမားရင်ပြည်သူကတော့မှကျွန်တော်တို့တွေကပြောမှာပဲလက်ရှိ BNRA ဟာလိုင်းပေါ်မှာရောမြေပြင်မှာရောထိုက်ပြည်သူထောက်ခံမှုကျွန်တော်တို့လည်းအားပေးတယ်ထိုက်ခိုင်မှာရတာတဲ့ UNG တဲ့တာမှာများအောင်မယ်ဒါမငင်းနေပါဘူးဒါပေမဲ့
UNG တာသဘောထားကြည့်ရင်တော့ပို့ပြီးတော့လှုပ်လို့ရတဲ့အကွက်တွေအများကြီးပေါ်လာမယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်တာပဲမဟုတ်လားကျွန်တော်ပြောတော့မဟုတ်လားကျွန်တော်ပြောတော့သူ့ဘက်ကဟေးမေတို့ကနေပြန် IN နဲ့ပူပေါင်းလှုပ်ဆောင်ကြဆိုရင်ဟုတ်လားအောက်မှာကသူတို့ကအစင်တက်လှုပ်ဆောင်ဖို့စောင့်နေတဲ့လူတွေမရလို့တာပဲသူကသူလုံနေရတာဒီတော့ UNG ဘက်ကစကားကိုတာစေတနာရှိရင်အဲ့ဒီဟာလေးတစ်ခုနဲ့တင်အမြင်ပြောင်းလို့ရတယ်လေတဘောထားကြည့်တာပေါ့အပြစ်တွေတင်ချင်းမတင်ချင်းမနာလိုတွေမောင်းတီးတာတွေမပါဘူးလေနော်မြေပြင်ကရလာတစ်ခုအကျိုးရှိဖို့ပြည်သူတွေကိုငဲဖို့ပြည်သူတွေရဲ့အသက်မသိကြအောင်စစ်ပေးမရှောင်ရအောင်အဲ့ဒီအဲ့ဒီရွာတွေမိမရှိုးခံရဖို့အတွက်အဲ့ဒီအမြင်တစ်ခုပဲပြောင်းအောင်ပါလေဒါမဟာမိတ်ဖြစ်တယ်ဘုံငကားဟာမဟာမိတ်ဖြစ်တယ်ဖန်ဝရဏထုတ်ထားတဲ့အပေါ်မှာတော်တော်လေးစိုးပါတယ်အဲ့ဒါကဘာကြောက်လဲဆိုတဲ့အကြောင်းပြချက်လည်းမပေးဘူးပေးလေဘာကြောက်လဲအကြောင်းပြချက်အဲ့တော့ UNG ကမရှင်းမလင်းတဲ့ဘုံငကားပေါ်မှာလောက်ထားတဲ့ပြည့်ဟာနော်သူ့ဘက်အုပ်စုကိုဘက်အုပ်စုဆိုပြီးပလိုက်တာတွေပါတဖြည်းဖြည်းကွဲထွက်သွားတယ်ခင်ဗျားတို့အသက်ကြီးတဲ့လူကြီးတွေတဘောတော့ကြီးတဲ့ဆရာကြီးဖြစ်တဲ့စဉ်းစားစိတ်ကြည့်နိုင်တယ်ဆိုရင်ဒါကိုပြောင်းအောင်ပါလေမပြောင်းပြောင်းရင်ဘယ်လိုပဲပြောအောက်ကလူတွေကလိုက်ပြောင်းတော့မှာပဲအမိတ်လေနာခံရမှာပဲလေဒါကျွန်တော်ပြောတာရလက်အတွက်ရည်ရွယ်ပြီးပြောတာနော်ထပ်ပြီးစဉ်းစားကြည့်အောင်ကျွန်တော်ပြောတာကနေရာပေးခြင်းနဲ့အနေရာရလွတ်ခြင်းတွေနဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ဆိုတာမျိုးမပြောရှင်းရှင်းပြောရင်စိတ်ဦးစီးကြတော့ခတ်လို့ရတယ်ဒါတွေကိုကျွန်တော်ပြောရင်ဒါကသူ့ဘက်ကိုယ့်ဘက်တွေရှိလို့ဆက်ပြီးတော့ပြောရမယ်ဆိုရင်UNG ရဲ့နိုင်ငံရေး legitimate အတွင်းပိုင်းပေါ်တိုင်းမှုရှိတယ်ဆိုတော့နိုင်ငံတကာတောက်တက်ချက်တွေရေးထားရက်သားနဲ့အဲ့ဒီအတွင်းပိုင်းပေါ်တိုင်းမှုကိုဖြည့်ရှင်းပြီးသားဖြစ်သွားပြီးတော့ political capital ပါတခါလဲရသွားတယ်မဟုတ်ရင် political capital မရှိတဲ့အတွက်ကြောင့်ခိုင်မာတဲ့အစိုးရလည်းဖြစ်လာမှာမဟုတ်ဘူးဗမာပြည်နယ်လည်းဖြစ်လာမှာမဟုတ်ဘူး BNRA ခိုင်မာနေသူရဲ့အဲ့ဒါကိုမဟာမိတ်ဆိုတဲ့ချင်းချင်းဆိုတဲ့အမြင်စုစည်းနိုင်ခဲ့မဲ့ဆိုရင် UNG ရဲ့ legitimate လေးတော့နည်းနည်းရောက်အောင်မယ်မဟုတ်လားပေါ်တိုင်မှုကိုဖြည့်ရှင်းထားတဲ့အခြေအနေလို့လည်းပြောလို့ရတာပဲပြဿနာတွေရှင်းပြီးသွားလို့တော့ပြောလို့ရသေးတယ်ရှင်းချင်းမရှင်းချင်းမပြောသေးဘူးနော်လောလောဆယ်မှာအဲ့ဒီအမြင်တစ်ခုနဲ့တည်း BNRA ကိုချိန်မုတ်ဖို့လည်း BNRA ကခင်ဗျားတို့ချိန်မုတ်လို့ရတဲ့အခြေအနေမဟုတ်ဘူးဘက်ကကောင်းတယ်လုံနိုင်စွမ်းရှိတယ်အရေးချင်းရှိတယ်ဒီတော့ခင်ဗျားတို့ပြောတဲ့တော်လိုင်းအကျိုးကြီးနိုင်ငံရေးအကျိုးကြီးဆိုရင်ဘယ်သူပြောင်းအောင်မလဲဘုလကအတက်ပြောင်းအောင်မလားခင်ဗျားတို့ကပြောင်းအောင်မလားကျွန်တော်ပြောတာကသူ့ဘက်ကိုယ့်ဘက်တွေနဲ့မစင်စားဘူးနော်ဒေါ်လာရဲ့အကျိုးစကိုင်းရဲ့အညာဒေတာရဲ့အကျိုးထားဖို့တွေမရှိတဲ့ဘိုးကအကျိုးဘယ်လိုပဲဖြစ်ဖြစ်ဒေါ်လာရင်းနဲ့ပြည်သူအကျိုးကိုကြီးတယ်ဆိုရင်နိုင်ငံအကျိုးကြီးရဆိုရင်ကျွန်တော်တို့လုပ်လို့ရတယ်လေဘာကြောက်လဲမေးလေစကိုင်းမပါဘဲနဲ့ဘယ်လိုနည်းနဲ့မှမလွတ်မြောက်ဘူးတနိုင်ငံလုံးဒေါ်လာရေးမြေပြင်မှာကPDF တွေက UNG ကော့ကဲမှုအောက်ကဆိုပြီးတော့စစ်တင်တိုင်းခေါ်ပေးတယ်တိုင်းစစ်ကော့ကဲမှုတွေလုပ်တယ်တမဟာတိုင်ရင်းတွေဖွဲ့စည်းဖို့တွေလုပ်တယ်အမျိုးမျိုးပေါ့အခြားမျိုးပဲအမြင်ပြင်မှာကဒရုန်းဘာညာတွေနဲ့မိုင်းထောင်တာတွေတောက်ကြားစနစ်တွေတဖြည်းဖြည်းနဲ့ UNG ကဘုံနဂါနဲ့အဆင်ပြေနေတဲ့အဖွဲ့တွေတောင်မှဆွဲဆောင်ပြီးတော့ဘုံနဂါကိုတိတန့်ကန်ထုတ်ပြီးတော့ခြေမုံမဲ့ပုံစံမျိုးခင်းကျင်းနေတာကမားနေတယ်သူတို့ရဲ့UNG တို့ရဲ့အဓိကအာသာချက်ဆိုတာကပြည်တွင်းမှာမဟုတ်ဘူးနိုင်ငံတကာဆက်ဆံရေးမှာပြီးတော့ပြည်ပကအတင်းထောက်ခံနေတဲ့ဟာတွေအဲ့ဒီထောက်ပံ့ဝန်ရမှုတွေကြောင့်ရလာတဲ့ရင်းမြစ်ပန်နာရေးအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့စီလောဝါတဲ့အခြေအနေတွေကျွန်တော်အဲ့ဒါကိုမြင်အောင်ပြောစီချင်တာမြေပြင်မှာကတကယ်စစ်ရေးအရာတူတေကိုတေတိုက်ရပြီဟေးတာဆိုရင်တော့ခင်ဗျားတို့ရှင်းရှင်းလင်းလင်းပေါ်လာရင်အဲ့ခါကျရင်လုံးလုံးမပါတော့ဘူးစကိုင်းတိုင်းမှာက BNRA ကအမြင့်တွက်နေတဲ့အဖွဲ့ဖြစ်သွားပြီဘာဖြစ်လို့လဲဒေသခံတွေကိုထောက်ခံနိုင်တယ်စစ်သားBNRA အဖွဲ့မှာစုစည်းနိုင်တယ်တိုက်ရင်တွေရှိတယ်နော် BNRA နဲ့ခံမှာရက်တည်တဲ့တပ်တွေရှိတယ်မဟာမိတ်တွေရှိတယ်ခင်ဗျားတို့ဂျီဝင်တာတပိုင်းဒီတော့မြေပြင်မှာထိရောက်လျင်မြန်တဲ့စစ်စင်ရေးဥပမာပျောက်ကြားစစ်တွေကိုစစ်ကောက်စီကိုအဆက်မပြတ် PR ပေးတိုက်ခိုက်နိုင်တဲ့အစွမ်းရည်က BNRA မှာရှိတယ်ခင်ဗျားတို့မှတော့မရှိဘူးဒီတော့သူတို့ရဲ့နီးဗျူဟာကကြည့်လိုက်
ခင်ဗျားတို့ဝေဖန်တာနော် set comment ဆိုတာထက် result search ပေါ့ဗျာရလတ်ကိုဦးစားပေးတာစကားလည်းအများကြီးမပြောတော့နောက်ပိုင်းမှာတိုက်ပွဲရလတ်နဲ့အလုံးနဲ့အသက်သေပြပြီးတော့တွားနေတဲ့သဘောနဲ့တွေ့ရတယ်ဒီတော့သိချပါတယ် joint effect တစ်ခုလုံးလို့ဘာဖြစ်လို့မရပါလဲကျွန်တော်ပြောသလိုပဲအဲ့ဒီ joint effect ကတစ်ဖက်ကထွက်လာတဲ့ AA တို့ရဲ့စေရေးဝင်ရိုးနဲ့ချိတ်ဆက်မိဝိုင်းကပ္ပစာတွေထိထောက်ပံ့ရေလမ်းကြောင်းတွေထိအဲ့ဒါကဘယ်သူလုပ်တယ်ဆိုပြီးတော့ခင်ဗျားတို့အဲ့ဒီပွဲတွေအကုန်လုံးကခင်ဗျားတို့စွမ်းဆောင်ရည်ဆိုပြီးတော့နာမည်လဲရမှာဟုတ်လားလက်ရှိမှာချိတ်ဆက်မှုလည်းရှိတယ်ဗျာအဲ့တို့ AA တို့တခြားခင်ဗျားတို့ကအဲ့ဒါကိုဘယ်လိုပဲလုပ်လေအကျိုးကလည်းဖြစ်တယ်နာမည်လည်းရမယ်အဲ့ဒါကိုတောင်မှခင်ဗျားတို့ရဲ့အမြင်ခြေဝင်နေတဲ့ဟောက်တစ်ခုမပြောင်းနိုင်ဘူးဒီတော့ဒီလိုမျိုးအခြေအနေဥပမာပေါ့ AA တို့ရဲ့ကပ္ပစာကိုဥတီတဲ့ပသိမ်မွေလမ်းပိုင်းကိုစီးဖို့တဖြည်းဖြည်းနဲ့ထိုးလာတဲ့အခြေအနေတွေကဒီလိုမျိုးချိတ်လို့မရတဲ့ဂျန်ကန်တာကနေပြီးတော့ပြတ်ထွက်သွားတာလည်းပါတယ် UNG အောက်ကအဖွဲ့တွေကစိတ်မျက်နှာကြဲကြဲကိုထိမိမိနဲ့အောင်မြင်အောင်စီစဉ်ပြီးတိုက်ဖို့မရသေးဘူးဒါလက်တွေ့အရှိတရားတကယ်တိုက်ကြည့်ပါလားဇီးဖြူကုန်းမှာဘာဖြစ်လဲ18ရောက်နိုင်ဝက်ဘက်ခန့်နဲ့သေးတယ်BNRA လို့လွတ်လပ်တဲ့တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ fighter တို့ဘာလို့နဲ့စစ်ကြောင်းတွေရဲ့လှုပ်ရှားမှုတွေပေါင်းစည်းသွားရင်ဘာဖြစ်လာမလဲ hybrid insurgency အကျိုးသက်ရောက်မှုဖြစ်စေတယ်ထူးခြားတဲ့စွမ်းဆောင်ရည်တွေပေါ်လာလိမ့်မယ်မဟုတ်လားဒါရှင်းလင်းမြင်တာတဲ့အကွက်လေဒီပီတာတွေကိုဘာကြောက်လဲဆိုတော့ညှိတရားထုတ်ပေးနိုင်တဲ့အခြေအနေတစ်ခုကအကောင်းဆုံးပဲဒီတော့စက်ကောက်စီကိုတိုက်ဖို့ဘဟိုဆိုတာကြီးကအခုမှထပြီးစီစဉ်တာပဲဖြစ်ရှင်းပြောရင်မြေပြင်မှာကဘယ်လိုပဲပြောဘဟိုမရှိဘဲနဲ့တိုက်လာတဲ့နေရာဘာစုံကနေတပြိုင်တည်းတိုက်လို့ရတဲ့ချိတ်ဆက်မှုတစ်ခုပဲလို့လားတပ်ပေါင်းစုပြီးမှလေ့ကျင့်ရေးပေးလက်နဲ့တက်ဆင်အချိန်မရဘူးအခုလုံနေတာတိတန့်သူ့အတူလုံနေတာဒါကလည်းတိုက်ဖို့အတွက်လားဆိုတော့မဟုတ်ပြန်ဘူးဘာဖြစ်လို့လဲဆိုရင်ဒီဘက်မှာလုံနေတာဒီဘက်မှာတေးနေတာဟုတ်မြတ်တို့ပြောတော့စိတ်အနိုင်ကိုစစ်ပွဲကကြောက်လို့မကောက်ဘူးအမြန်တိုက်ရမယ်လို့လည်းပြောတယ်ဒီတော့ပြောချင်တာကညီကိုချုပ်အနေနဲ့နော်နိုင်ငံရေးမှာလည်းထူးခြားဆိုလို့ ILO 33ဆိုတဲ့အဲ့ဒါလည်းဘာမှမထိရောက်ပါဘူးထူးခြားဆိုတာသူတို့ရလက်တစ်ခုပြောင်းမယ်ဆိုရင်ပေါ့စိတ်ရေးမှာလည်းနေပြည်တော်ကိုနော်ပြစ်မှတ်ထားတဲ့မတ်ပုတ်တင်ထားတဲ့ drone ဆိုပြီးတော့အကွက်တစ်ခုပဲရှိတယ်ဒါနိုင်ငံရေးပုံရိပ်မှာနာမည်တင်ထားတာဒီတော့အဲ့ဒီနှစ်ခုပဲဥစ္စာကဘာမှထိရောက်တဲ့ရလက်မထွက်လာဘူးလက်ရှိမြေပြင်မှာထိရောက်တဲ့ရလက်ဆိုတာအဲ့ဒီအဖွဲ့တွေကြားထဲမှာခံနေတဲ့အသားစီးတစ်ခုဖယ်ထုတ်မှရတာအဲ့တော့ဘယ်လိုလုပ်မှာလဲအဲ့ဒီအတွက်တစ်ဖက်ကအကူအညီပေးနေတဲ့ပူပေါင်းတိုက်ခိုက်ဖို့အတွက် AA တို့ကအရှိတိုးလာတယ်ခင်ဗျားတို့မလုပ်ဘူးဒီတော့ AA တို့ရဲ့အရှိတိုးလာတဲ့ဟာဩဇာတွေနော်စစ်ရေးကူညီတွေတခြားဘောဗျာဒေတာတွေမှာပို့ကြီးတဲ့ပထဝီနိုင်ငံရေးဂိတ်တစ်ခုစတင်တဲ့အခြေအနေပဲအဲ့ဒါကပို့ပြီးတော့အရေးကြီးတယ်အဲ့ဒီ AA တို့ပါလာတဲ့အချိန်တွေမှာမချိတ်ဘူးဆိုရင်နော်ပထဝီနိုင်ငံရေးဂိတ်လည်းရှုံးတာပဲဘာလို့လဲ AA တို့ရဲ့နေရာနဲ့ပထဝီနိုင်ငံရေးအသချက်ခင်ဗျားတို့အတောက်ချလို့ရတယ်ခင်ဗျားတို့ဘို့လောက်ပြီးတော့ခင်ဗျားတို့ငကောက်ကြွေးဝင်နေတာအိန္ဒိယတရုတ်ပြိုင်ပြီးတော့လာတဲ့ကုတ်သွေးလမ်းကြောင်းကြားဖြူစီးပွားရေးဈေးကြံ ARD မြဝကျုံးဘော်ဒေတာလှုပ်ချုပ်ရေးအနောက်တာတိုင်းစစ်ဌာနချုပ်အများကြီးပဲဖိအားပေးချက်ရောက်နိုင်တဲ့ဟာတွေပူပေါင်းဖို့လိုတာလေဒီတော့ကျွန်တော်ပြောတဲ့ဟာတွေမှန်ပြန်စဉ်းစားကြည့်ပါ BNRA ကိုဘာကြောင့်ကြည်ဝင်လဲအဲ့လိုမျိုးအခြေအနေကအများတို့စဉ်းစားကြည့် Western Theater တစ်ခုကိုPPP တိဆောက်တာနဲ့တူပဲအဲ့လေဟာကနေပြီးတော့ခင်ဗျားတို့လိုတဲ့နိုင်ငံတကာတရားဝင်မှုအတိမတ်ပြုမှုလည်းရပြီးသားပဲမဟုတ်လားဘာလို့ပေးတာလဲ BNRA တို့ AA တို့အသေးကပြီးတိုက်ပေးတယ်လေမြေပြင်မှာထိရအောင်တိုင်းနိုင်တာလေသူတို့တွေကမန္တလေးနဲ့အဆက်မှာလုံနေတဲ့စစ်တင်တန်းစင်ပွဲကတိုင်းနိုင်တာမဟုတ်ဘူးစကိုင်းကိုလာမဲ့ဝေးလာမဲ့မှာဆောက်ခစကိုင်းတမဟာဆိုတဲ့ NDYPD အဲ့တို့ကတိုက်တာမဟုတ်ဘူးလက်ရှိနေတဲ့လူတွေကတိုက်မှာကျွန်တော်ပြောတာမောင်းနေလားဒီတော့အဲ့လိုမျိုးအခြေအနေကမျက်နှာစာတစ်ခုထဲမှာခင်ဗျားတို့ကဒင်ယာတစ်ခုထဲမှာ
တရားဝင်မှုတည်ဆောက်နေတဲ့အခြေအနေအဲ့လိုတော့လောက်လိုက်ရင်ပိုကျက်ပြတ်ပြီးတော့မျက်နှာစာနှစ်ခုမှာတရားဝင်မှုကိုတည်ဆောက်တာဖြစ်သွားပြီတောင်ပိုင်းမှာတော့ထားလိုက်တော့ကချင်မှာတော့ဒါသူရတယ်သူဒီတော့ခင်ဗျားတို့ကမန္တလေးအခြေပြုအစိုးရဖြစ်နေတယ်တကယ်ကခင်ဗျားတို့လုပ်နေတဲ့ဥစ္စာနဲ့နိုင်ငံတကာကိုတွားပြီးတော့တရားဝင်အစိုးရဆိုတဲ့အော်နေတဲ့ဥစ္စာတွေကဘာမှလုပ်လို့မရဘူးကျွန်တော်ထပ်ပြီးတော့ပြောပြအောင်မယ်မောင်ဆောက်ခါတို့ဒါတီဇာဆန်းတို့စိုးသူရစောတို့တော်လိုင်းကြီးကရှေ့ကြမယ်ညံနဲ့ရှင်ပြီးတော့တောက်ရမယ်ဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောလာတာ UNG နဲ့ပေါင်းပြီးတော့ခွပြီးတော့ကစားတဲ့ကွက်အဲ့လိုပြောထားပြီးတော့ UNG ကတော့အစိုးရပဲဆက်လုပ်ပါဆိုပြီးတော့ပြောတာ ਨੇ တူတူပဲမဟုတ်လားရှေ့ကြမယ် UNG ပြောလို့မရဘူးလေမသိတော့ဘူးလေခင်ဗျားတို့ကပြောပေးတယ် UNG တော့အစိုးရပဲဆက်လုပ်ပါစေအောင်ဆိုတဲ့နားချတဲ့အကွက်နဲ့တူတူပဲလူတိုင်းသိတယ်တော်လိုင်းရှေ့ကြွားပြီဆိုတာဘာလို့လဲခင်ဗျားတို့ကအဲ့လိုပဲပြောနေနေတာဟုတ်ခင်ဗျားတို့တိဆောက်နေတာခင်ဗျားတို့အရာခင်ဗျားတို့တိဆောက်နေလို့ရော UNG အစားပြောပေးတယ်ပြီးတော့ဒီမှာစုစည်းနေတဲ့ပုံစံနဲ့စစ်တိုင်းဌာနချုပ်တွေနဲ့မေးရမှာဘယ်တော့တိုင်းမှာလဲမေးရမှာလေရောရှေ့ကြမဲ့ဥစ္စာကိုပြောမထွက်လို့တရားပြီးတရားထွက်ပြောပေးတယ်မသိပဲအပြစ်တင်တယ်လို့ပြုပြင်တယ်လို့ပြောင်းလဲတယ်လို့နဲ့ပြီးတော့လည်းတူတူပဲတကယ်ကလက်တွေ့မှာကျွန်တော်ပြောတဲ့ BNI တို့အခြေအနေကိုအမြင်ကိုချစ်ချင်းမုန်းချင်းခဏဖယ်လိုက်တာနဲ့ခင်ဗျားတို့ရလာတစ်ခုထွက်တယ်အရှိကိုကြည့်ပြီးတော့ forward thinking နဲ့ပဲပြောတာခုနောက်ကပြောတဲ့အနောက်ဘက်က AA တို့ရဲ့အားကတိုးလို့လည်းမရသေးဘူးတိုးလို့မရတော့ဘူးရှင်းရှင်းပြောရင်အရှိကအခြေအနေကကွဲနေတဲ့အခြေအနေဒါအလုံးမြင့်တာတယ်ဒီတော့တိုးဖို့လိုအပ်တဲ့အခြေအနေမှာအနည်းဆုံးကပ္ပစာကိုတိုက်ဖို့အတွက်လိုအပ်တဲ့စက်ကောက်စီစက်ကူလာမဲ့လမ်းကြောင်းတွေဖြတ်တောက်ဖို့ဟာမလုံခြုံဘူးဘာလို့ဆိုစုလို့မရလို့ကပ္ပစာကိုတိုက်ဖို့အတွက်စက်ကူမလာအောင်ဖြတ်တောက်ပေးမဲ့ဥပမာ A တို့အမ်းမှာတိုက်တော့ဆိုရင်အရှိမတိုက်ပေးနေတဲ့ PRA မကွေးတို့ကတိချတယ်လုံချုပ်တယ်ခင်ဗျားတို့ကအရှိမတိုက်ပေးဖို့အတွက်ကာပေးမဲ့ဟာတွေကစက်ကူလမ်းကြောင်းဖြတ်တောက်ပေးမဲ့ဟာတွေကမရှိဘူးဘာလို့လဲမညီမညွတ်ဖြစ်နေတာဘယ်တော့ကားတစ်ဖွဲ့တည်းနဲ့ဒီဟင်းလင်းပြင်မှာကာပေးလို့မရဘူးဒီတော့တိုက်ရခက်နေတယ်ကပ္ပစာတွေကိုဖြိုဖို့အတွက်ကျွန်တော်ပြောချင်တာကထောက်ခံတဲ့လူတွေပြောချင်တာတိကျစဉ်းစားကြည့်ကျွန်တော်ပြောတာချေချင်းမုန်းချင်းမပေါ့ဘူးနော်အဲ့လိုအခြေအနေတွေပေါ်မှာအပြောင်းလဲတွေအများကြီးဖြစ်နေတဲ့အခြေအနေမှာခင်ဗျားတို့ဟာလောက်တဲ့ဥစ္စာကအဲ့ဒီအမြင် BRIOJ ဝင်နေတဲ့အမြင်တစ်ခုတည်းနဲ့ခင်ဗျားတို့ရဲ့ဥစ္စာကြဆုံးနေတယ် BRI ရဘာမှဖြစ်ဘူးဒီတိုင်းပဲသူကအစိုးရလုံးမဲ့လူလည်းမဟုတ်ဘူးလုံးနိုင်ဆွမ်းလည်းမရှိဘူးပြီးတော့နိုင်ငံတကာအတိုင်းဝိုင်းရဲ့အတိမတ်ပြုဖို့ရောက်ဖို့အသက်တန်၄နှစ်လုံးရုပ်ကန်လာတယ် BRI လို့ဖွဲ့မြေပြင်မှာထိရအောင်မြင်အောင်လှုပ်လာတယ်တိုက်လာတယ်ဒါဟာပေါ်တော်အပ်ပဲပြောမြေပြင်ကနေတိဆောက်လာတယ်ဒါဟာမျက်နှာစာတစ်ခုတည်းမှမဟုတ်ဘူးမျက်နှာစာနှစ်ခုတရားဝင်မှုကိုအစင်တက်ခင်ဗျားတို့ကောက်စားလို့ရတဲ့အခြေအနေပဲခင်ဗျားတို့ BRI ကိုလက်ခံလိုက်တာနဲ့ခင်ဗျားတို့ BRI လောက်ခဲ့တဲ့မြတ်အကျိုးရလက်အကုန်လုံးကောက်စားရုံပဲဘာလို့လဲသူတို့လောက်ခဲ့တဲ့အကွက်တွေပေါ်မှာခင်ဗျားတို့ချိတ်ဆက်ပြီးလှုပ်လိုက်တာနဲ့ခင်ဗျားတို့ရဲ့ role နဲ့တန်းပြီးတော့အပေါ်ရောက်သွားပြီသူတို့အောင်မြင်မှုရှိနေတော့ parallel legitimacy ecosystem လို့ခေါ်တယ်စတဲ့နိုင်ငံရေးရအပြိုင်တရားဝင်မှုတစ်ခုကိုခင်ဗျားတို့ကိုရွေးကောက်ပွဲလုပ်ချင်အောင်မှာအဲ့ဒီနေရာမှာလုပ်လို့ရသွားလိမ့်မယ်တိတစက်ကောက်စီကအဲ့ဒီဟောက်ကိုခင်ဗျားတို့နဲ့အပြိုင်ဒီဘက်ကနေထောင်ပြီးတော့တက်လာမယ့်ဟာကခင်ဗျားတို့ကငကောက်ခြေဝင်နေတော့တက်လာလို့မရဘူးတက်လာတော့လည်းခင်ဗျားတို့အဲ့အပေါင်းနေပြီးတော့တစ်ခါတည်းပြီး AA တို့နဲ့ပါအနည်းဆုံးကတော့အကျိုးတူပူပေါင်းလှုပ်ဆောင်တယ်ဆိုတော့ရလာတစ်ခုထွက်အောင်လုပ်လို့ရတယ်ဒီတော့အဲ့လိုမျိုးလှုပ်တင်တယ်လို့ပဲကျွန်တော်ပြောချင်တယ်မြေပြင်မှာကအဲ့ဒီ data ပြီးတော့ player view ဟာကိုလည်းကြည့်လိုက်ပါဗျာခင်ဗျားတို့အသိဆုံးပါခင်ဗျားတို့မဟာဗျူဟာမြောက်နေရာမှာရှိတယ်အဲ့ဒီနေရာကို BRI ခက်ခက်မမနဲ့ပြည်သူထောက်ခံမှုပြဿနာအရှာခံတဲ့ကြားကနေရက်တိနေတယ်ခင်ဗျားတို့ဟာချိတ်ဆက်တင်တာလားတိုက်ဖို့စဉ်းစားတင်တာလားသိချစဉ်းစားဖို့လိုတယ်ခင်ဗျားတို့ကတိုက်ဖို့စဉ်းစားနေတာချေမောဖို့စဉ်းစားနေတာအဲ့တော့ဘာဖြစ်မလဲရလက်ကိုဆက်ပြီးတော့စဉ်းစားကြည့်ပူပေါင်းရင်ဘာဖြစ်မလဲရလက်ကိုဆက်ပြီးတော့စဉ်းစားကြည့်ဖို့ပဲကျွန်တော်ပြောချင်တာခင်ဗျားတို့ဘယ်လောက်ထိလောက်ပိုင်ခွင့်တွေပေါ်လာမလဲဆိုတော့စဉ်းစားကြည့်ဒီလောက်ဆိုရင်တော့ရှင်းပါပြီဗျာနော်နှစ်ခုပဲရှိတယ်ခင်ဗျားတို့ကချေမုတ်ဖို့ဖန်ဝရမ်းတော့ထုတ်ထားလိုက်ပြီချေမုတ်လို့လည်းမရဘူးသူ့နောက်မှာကြော်ယူရှိတယ်ဒီလောက်ပါပဲ